များတွေကပြင်းနေငါလော့လာငါမပြင်းတင်းတော့ကုမ္ပဏီငါတို့ရွာဆိုလို့ရွာတော့မပြင်းရရွာပြပြီးနေပြီရွာပြလို့လားလေ အေးလေအခုပါလာတော့ဒီကပြတော့ပြီးသွားပြီလားတပူရဲတော့မလာပြီးတော့ဟာတလားအောင်ကြာတော့ပြီဟာတော့အဲ့ဒါငါရွာမပြင်းရတော့တော့ရွာလာမရောက်သေးဘူးမှန်ရွာနဘူးလိုက်လေအဲ့နဘူးလိုက်ဆိုလို့ပြောရအောင်မယ်အမေကလေတိတ်ဟိုကလေအဲ့လိုအရင်တော့ဒီလိုဘေးရင်းနေမခစ်စားတော့အဲ့လိုနောက်ကတော်တွေဟောတာကိုလေအေးတော့တိတ်ယုံကြည်ရှိရလေဟုတ်လေငါတို့ဟိုကမော်လားရွာမှာမတနာကြီးလေအဲ့ဒါမတနာကြီးဟာဟုတ်တယ်ဘေးရင်ယုံကြည်ရှိရတယ်ပြောမှငါအခုဘေးရင်မေးရအောင်အဲ့ဒါမေးရမှာနည်းနည်းစီးပွားရေးကိုဖြတ်လို့ပြစီတခုအဲ့လိုခိုက်တယ်လောက်ထားတာစီးပွားရေးမပြအောင်အဲ့ပေါ်အပင်မြင့်လေးတိုက်လေးဆိုတဲ့ကစားကလည်းရှေးလူကြီးတွေကဆိုလိုကစားကိုဒီတိုင်းထားခဲ့တာမဟုတ်ဘူးလေဟုတ်လားဟုတ်တယ်ဟုတ်တယ်နော်စကားကိုပြအောင်ပြောသမှာအဲ့ကစားအေးစကားငါတို့ကငါတို့အဲ့လိုဝါသနာပါလို့နော်ဟုတ်ပါတို့ဝါသနာဟုတ်မပါတာမေးတာဟဲ့ဝါသနာငါတို့ကတော့မပါတာတကယ်ယုံကြည်တဲ့သူကလည်းအဲ့ဒီဝါသနာပါရဲ့သူကလည်းတကယ်ဝါသနာပါနော်တကယ်လည်းမှန်တယ်ဟုတ်လားငါငါတငယ်ချင်းကကျတော့အယုံကြည်တိတ်မှတ်တာအဲ့လိုမျိုးအဲ့လိုဘေးလေးမေးရတယ်လေဝါသနာပါရဲ့သူကဝါသနာပါတာပါလဲပါဘာလို့လဲဆိုသွားမေးတိုင်းငါဖုံးဆက်ပြီးတော့လိုက်ခဲ့ပါအောင်အဲ့တော့ငါဖာမဖြစ်သေးဘူးပေါ့အေးအော်ဖာစီမဖြစ်သေးဘူးလို့ပြောနော်ဖာမဖြစ်သေးတော့ကျတော့လိုက်ခဲ့ပါအောင်ဆိုငါမှလိုက်သွားတာပေါ့အေးသွားမိလိုက်သွားကြတော့စီးပွားရေးတကယ်အပြိုကြီးဟိုလို့ဘာမှလည်းမဝစားမပြင်းစင်တက်တည်ရမလားအဲ့လိုမျိုးရိုးရိုးအားအားကြီးပေါ့အေးအဲ့နေပြီးတော့ तू ကသွားမေးတိုင်းငါပါတယ်ပထမမမရငါပြောမယ်သူ့ရဲ့ဟာအေးဟိုဟာတဲ့တော့ဆရာပြောပါအေးဆရာတရားစီပေါ့အေးတော့ပြီးတော့သူစီပွားရေးအကြောင်းကိုသူ့အိမ်ကလေသူ့ပဲအားကိုးနေရဆိုတော့ပေါ့အေးစီပွားရေးအကြောင်းကိုသူကအစင်မပြေလို့ဆိုပြီးတော့သူကမေးတဲ့အချိန်မှာဆရာကနေပြီးတော့ဝင်လာတော့သူ့ရဲ့နီးနေနေပါကြီးနဲ့တွတ်ချက်ပြီးတော့ပြောလဲပြောအိမ်မှာဟောတဲ့အဲ့ဆရာငါညီမလူလောက်ခံထားရတယ်တဲ့တူလားအေးအဲ့လေဆရာတဲ့ကျမအပြူကြီးပါဒီကောင်မလို့ငါလူတောင်းလို့ချက်မလို့တူလားဟဲ့လူလောက်ခဲ့တဲ့နေ့ကိုပြူစားထားရလို့ပြောရလူကတော့အဲ့လိုမျိုးအဲ့လိုပြူစားခဲ့တာပြောတာလို့အဲ့လို तू ကနားမလဲဘူး तू အဲ့ဘေးရင်သားမတ်မော်လားအဲ့ဒါလူလောက်ကန်တာရတယ်ဆိုတော့ဆရာတဲ့ကျမအပြူကြီးပါလုံးမခံရသေးဘူးဒီကောင်မငါအဲ့တူလားဟာအပြင်းရမ်းမလေအဲ့ဆရာရှိလေဘာမှမပြောရဘူးတော့ဒါမဲ့ပေါင်းမင်းကျော်တော့ဆွဲလိမ့်လိုက်တယ်အဲ့ကောင်အဲ့လိုမျိုးပါမေးလဲပြီးရောဒီအခုမဟုတ်လို့ဖြစ်လို့ပြောပြမအဲ့ဆရာနောင်မိုးဆိုတာဒီအခု83လမ်းဟိုဟာ35 34ကြာ34 35ဂျားမှာရှိရ83လဲအဲ့တခန်းကိုဆရာနောင်မိုးတဲ့အဲ့ချိန်မှာတွားမေးလိုက်တာ तू ကအပြိုကြီးနော်တွားလည်းမေးလိုက်ကောအဲ့ချိန်မှာ तू ကစီးပွားရေးကိုတော့အဓိကမေးတာပေါ့အေးဒီစီးပွားရေးကို तू အရေးတရားတွေဘာလုပ်တော့ဆရာပြောတယ် तू အိမ်နောင်လေးပါဟော့ပေးလိုက်တာ तू အပြိုကြီးငါတို့သူ့ကိုလည်းအိမ်နောင်မကြတော့ထင်းနေရပါအိမ်နောင်ကြကိန်းရှိတယ်တဲ့ငါရီးချင်တာပေါ့ဒီကောင်မကြောင့်ငါသိနေရအောင်ဆရာငါတပို့သိမလားပေါ့အေးအဲ့နေပြီးတော့ဆရာအဲ့လိုမျိုးလေးပြောငါမယုံဘူးပေါ့အေးမယုံလည်းမယုံပေါ့အေးအခုစီးပွားရေးကောင်းနေတဲ့အပြေတမီးလေးတယောက်တောင်သူကထုံးကားနေတာအိမ်အောင်ကြတော့ဘယ်လိုကောင်ကယူသွားတာလဲအဲ့ငါလည်းအားသမခံပေါ့အေးငါအဲ့ဆရာနောင်မိုးဆိုတဲ့အဲ့ဆရာကငါသွားမေးတာအဲ့ကောင်မလည်းပါတယ်ဟဲ့လို့ကောင်မလို့ညူမှန်လည်းမလားဟုတ်တယ်လို့ငါသူ့မလီအခုရွှေတဲလဲငွေတဲလဲဖြစ်နေတော့အဲ့ကောင်မနော်အဲ့ဟာနေငါလည်းသွားလဲငါမေးမယ်ဆိုသွားလဲမေးလဲအဲ့တော့ငါဖမ်းမဖြစ်သေးဘူးဖမ်းမဖြစ်သေးတော့ငါသွားလဲမေးဟိုဟာတဲ့
နောက်နှစ်တည်ကြရင်ပေါ့နော်ဘာလောက်အဆင်ပြေမယ်ငါ့ကိုဘာလောက်အောင်မြင်မယ် အောင်မြင်မယ် ဘာလောက်အဆင်ပြေမယ်ဘာလောက်အောင်မြင်မယ်လို့ပြောလိုက်တာအခုငါဖလုပ်လိုက်တာအခုဖလေးရအောင်မြင်သွားရင်လေခုငါဖဖြစ်သွားရင် ဟေးအဲ့ငါ့ကိုလိုက်ပို့ အဲ့ဆရာ ယုံကြည်အောင်ဖြစ်တာမေးကြည့်လိုက်မယ်ဟာသိရမလား တကယ်ငါလိုက်ပုံပဲမဲ့အခုဒီမဲ့ဟိုကနော်83လမ်း3435ကြာမှအဲ့သူ့ရဲ့တက်ခန်းရှိရ ဟာလား ဆရာလည်းပုံနာသူ16နှစ်ကလေးကဟောတာတဲ့ပုံနဲ့ချောပေါ်အေး ငါတွေငငယ်ကလေးငါအဲ့ဟာသိယုံကြည်မရှိဘူးဘာလို့ဆိုတော့ဖာစီကိုမွေးတော့မှမမေဘိုက်ကြီးနဲ့ဖြစ်နေတဲ့အချိန်ဘိုက်ကြီးနဲ့ဖြစ်နေတဲ့အချိန်အတွက်အဲ့ကျတော့ရွာအမှရက်ကွက်တဲ့နက်ကြောကနေဝင်ဘူးလားတော့ငါတို့ရွာမတနိုင်ဝင်ဘူးတယ်ဆိုပြီးမတနိုင်ရနှက်ခမ်းနေကြိုက်တယ်လေအေးသူနှက်ခမ်းနေတဘူးလုံးကြီးဒီမျက်ကွက်ကြီးကိုစိုးပြလိုက်တာအဲ့နက်ကြောက အဲ့တော့ငါမငွေသေး မွေးသေးဘူးနင်းဘိုက်ကြီးနဲ့ငါကလေးငါကြည့်နေနက်ကြောအမှမမေကဘိုက်ကြီးနဲ့နှက်သွားဆက်တာပေါ့ဆက်လက်ဆက်ကောမေတော့မမေဘိုင်နာကိုကတ်လိုက်တာကြီးလိုချင်တာရတော့မယ်တမီးလေးမွေးမှာနင်းထွက်လာတာပဲ သမီးလေးကိုထက်သမီးလေးပုံဖြစ်နေမဲလို့မဲလားပဲ